ဒီနေ့မုံဟင်းငါချက်စားမှာဖြစ်ပါတယ်ရှင်ငချင်းပြူ85ချက်သားကိုစပလင်းငံပြာရည်စနင်းမုံရေနှဲငယ်ထည့်ပြီးပြုတ်ပါမယ်ကလေးပဲတပူပန်းကိုရေစိမ်ထားပါမယ်ရှင်ဈေးရဝယ်လာတဲ့ငဖယ်ရိုးတပိတ်တာခန့်ကိုပူပြီးဗဟက်တီဖယ်ထုတ်ပြီးတော့ရေပြောင်အောင်စီးပါတယ်အဖေအယိုးပြုတ်ကြီးထဲတာဟာဟိုဟင်္ဂါဟင်းကြီးကိုပို့ပြီးတော့ခြုစေပါတယ်ရှင်ပြောင်စီးထားတဲ့အဖေရိုးကိုစနင်းမုံငါးငံပြာရည်တို့နဲ့ပြုတ်ထားပါမယ်အကြခင်မှာငါးသားပြုတ်ထားတာကိုစူပွက်လို့လာပါရှင်ငါးတွေကိုဆယ်ပြီးတော့အေးခံထားပါမယ်ရှင်ညွှန်နေတဲ့အချိန်မှာကလေးပဲတပူခွဲခန့်ညီပဲဘူးတိုးဝက်ခန့်ကိုပြုတ်ထားပါမယ်ငါပြုတ်ရတော့ဝင်တာချင်းပြတ်တော့ဖြစ်ပါတယ်ရှင်ဝင်းကားနဲ့တွဲစားဖို့ပဲကတ်ကြော်လေးကြော်မှာဖြစ်ပါတယ်ရှင်ကြော်ကိုရွှေလိပ်ပြာအကြော်မုတ်တစ်ထုပ်ရေစိမ်ထားတဲ့ကလေးပဲဘူးတဝက်ခန့်ကောင်းရင်းမုတ်ဆယ်စွန်းကလေးပဲမုတ်၈စွန်းခန့်ကိုခပ်ပြစ်ပြစ်လေးဖြော်မှာဖြစ်ပါတယ်ရှင်မုံနစ်တွေထဲကိုရတာမုံစားအနေနဲ့ဂျင်းချက်တုံထောင်းသားတွေထည့်ပါရရှင်မုံနစ်ဖြော်တဲ့အခါမှာရေကိုနည်းနည်းချင်းစီထည့်ပြီးတော့ခပ်ပြစ်ပြစ်လေးဖြော်ရပါရရှင်ဖြော်ထားတဲ့မုံနစ်ကိုနိုင်ဝက်လောက်နှပ်ပြီးမှကြော်ရင်ပို့ပြီးတော့ကောင်းပါတယ်ငါးစီတက်ဖို့အတွက်ဂျင်းကျက်သွန်ဖြူစပလင်တို့ကိုဘလန်ဒါနဲ့ကြိတ်မှာဖြစ်ပါတယ်ရှင်ဘယ်ကူမြန်ဆန်အောင်ကျိတ်ဆက်လေးနဲ့ပဲခက်မြမြလေးကျိတ်လိုက်ပါ
စောကနိုင်ဝဲလောက်နှက်ထားတဲ့ပဲကတ်ကြော်မုံလေးကိုစီပူပူရဲမှာဒေဦးဘေးကပ်ပြီးတော့ကြော်မှာဖြစ်ပါတယ်ဆိုင်ရောင်းတယ်လို့တိတ်မလှပေမဲ့အရသာရှိပြီးကြွရွမွေးနေပါလေရှင်လက်စရိတ်အိတ်နဲ့လောအောင်ချီထားရင်တပတ်လောက်ထိကျွေးရွာနေပါတယ်ကျွန်မကြော်တာပကံပြားကြီးနဲ့နှစ်ချက်အပြည့်ရပါတယ်ရှင်ကြာခင်ငါးစီတက်မှာဖြစ်ပါတယ်ဂျင်းချက်တုံယူလို့ကိုအရင်ဆုံးစီမွေးတက်ပြီးတော့အရိုးလွန်ထားတဲ့ငါးတွေကိုထည့်ပါတယ်ရှင်နိုင်ဝဲလောက်စီတက်ပြီးတော့ရလာတဲ့အနေအထားဖြစ်ပါတယ်ဝေးနေတာပါလေရှင်အဖေရိုးပြုံးယူရိုးရိစစ်ပြီးတော့စူပွက်နေအောင်တည်ရပါတယ်ထားတဲ့ကလပင်းနဲ့ညီဝဲတို့ကိုကျိတ်ဆက်နဲ့ကျိတ်ပါတယ်ရှင်ကျိတ်ထားတဲ့ကလပင်းညီကိုဒီရဦးရဲကိုလောင်းထည့်ပါတယ်ဒီဦးရဲကိုကျိတ်ထားတဲ့ပေးလေးနဲ့ငါးစီတက်ရဲ့ကျက်သွန်ဦးတူလုံးလေးနဲ့ဆန်လုံးမုံရည်ကိုထည့်ပါတယ်ရဲ့တလုံးခွဲလောက်ကိုလည်းထည့်ပါတယ်ဘဲဥ6လုံးကိုပြုတ်ပြီးတော့အစိတ်စိတ်လေးတွေလုပ်ပြီးတော့ထည့်ပါတယ်မဖယ်ချစ်ကိုပြုတ်ပြီးတော့အတုံးလေးတွေလုပ်ပြီးတော့ထည့်ပါတယ်ပြီးရင်ငပြောဥကိုလည်းပပလီပြီးတော့စိမ်ပြီးတော့ထည့်ပါတယ်
င်းကြီးကပွက်ဆွနေပါပြီ15မိနစ်လောက်ဆိုရင်ဒီလေးနည်းနည်းကြာရင်စားလို့ရပါပြီရှင်တွဲစားဖို့ပဲတော့ရှိနနံပင်တို့ကိုအစင်နဲ့ဖြတ်ထားပါထားဖို့အစင်နဲ့ဖြစ်နေပါပြီစားလဲစားနေကြပါလိမ့်ရှင်အဖေရိုးပြုတ်ရည်ခြူတဲ့အရသာရဲ့ငကျင်းရဲ့စိတ်နဲ့အရသာရဲ့ညှိကြံပြီးတော့စားရတာအရသာရှိပါတယ်ရှင်ကျမရဲ့ YouTube channel လေးဖြစ်တဲ့ KHK ဆိုတဲ့ channel လေးကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။